အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Cyrus ပါဒီကနေ့မှာတော့ကျွန်တော်ကကြောက်တတ်သူတွေကြည့်ဖို့မသင့်တော်တဲ့ horror game တွေအကြောင်းစီစဉ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကဲဒါဆိုအစီအစဉ်လေးကိုစလိုက်အောင်ကျွန်တော်ခုပြပြပေးမယ့် horror game လေးကတော့ Outlast ဆိုတဲ့ game လေးဖြစ်ပါတယ်ဒီ game လေးကတော့ survival horror game မျိုးစားတစ်ခုဖြစ်ပြီး2013ခုနှစ်မှာထွက်ရှိခဲ့တာပါဒီ game လေးကတော့ပြေးရန်ပုံးရန်ရှောင်ရန် run hide survive ဆိုတဲ့အချက်တွေပေါ်မှာမဟာဗျူဟာအခြေခံထားတာမျိုးဖြစ်ပါတယ်ဒီ game ထဲမှာတော့ကစားတဲ့သူဟာစိတ်ပိုင်းဆိုင်ရာကြောက်ရွံ့မှုတွေအကြမ်းဖက်မှုတွေနဲ့သွေးချောင်းစီးတဲ့အဖြစ်အပျက်တွေကြားမှာအသက်ရှင်ကြံ့ရစ်ဖို့အတွက်ကိုစိန်ခေါ်ကစားရမှာမျိုးဖြစ်ပါတယ်ကစားသူအနေနဲ့သတင်းတောက်တူဖြစ်ကစားရမှာဖြစ်ပြီးတော့စိတ်တစဆေးရုံဟောတစ်ခုမှာလျှို့ဝှက်စုံစမ်းရန်ရောက်ရှိလာတာမျိုးပါဒီ game လေးရဲ့ကစားပုံကတော့လက်နက်မပါပဲကစားရမှာဖြစ်ပါတယ်ကစားသူစီမှာကင်မရာနဲ့ညအမြင်အာရုံ night vision နှစ်ခုသာပေးထားမှာဖြစ်ပြီးတော့အန်ရီတွေကိုပုံအောင်ခြင်းပြေးခြင်းနဲ့အချိန်ကိုက်ရှောက်ရှားခြင်းတို့နဲ့သာရင်ဆိုင်ခွင့်ရှိမှာဖြစ်ပါတယ်ပြီးရင်တော့ကင်မရာထဲမှာအသုံးပြုဖို့ဓာတ်ခဲတွေပေးထားမှာဖြစ်ပေမဲ့အကန့်အသတ်နဲ့ပဲပေးထားမှာမို့ချွေတာသုံးဆွဲဖို့တော့လိုအပ်ပါလိမ့်မယ်အပူထပ်ဆောင်ပေးထားမယ့်အချက်ကတော့ဇလန်းကိုနားလည်စေရန်အထောက်ထားတွေပဲဖြစ်မှာပါဒီ game လေးထဲမှာတော့ကစားသူကို6လမ်းမဲ့ဇက်ကောင်4မျိုးပါဝင်ပြီးတော့ Outlast game လေးကတော့စိတ်ဖိစီးမှုများနဲ့ကြောက်စရာအကောင်းဆုံး survival horror game တစ်ခုဖြစ်တယ်ပြီးရင်တော့လက်နက်မပါပဲအသက်ရှင်ရန်စူးစမ်းရမှာဖြစ်တယ်အမောင်ထဲမှာစိုးရိမ်ထိတ်လန့်မှုတွေနဲ့သွေးချောင်းစီးတဲ့ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကြောင့် horror game ဝါသနာရှင်များအနေနဲ့မဖြစ်မနေကစားသင့်သော game တစ်ခုဖြစ်ကြောင်းညွှန်ပေးလိုက်ရပါတယ်ညာ
ဟုတ်ကဲ့ပါနောက်လာမယ့်စီစဉ်တွေမှာလည်းဘယ်လိုဂိမ်းမျိုးစားတွေကိုတင်ဆက်ပေးသွားမလဲဆိုတာဆက်လက်ပြီးတော့ကြည့်ရှုပေးကြပါဦးဗျာ